င်္ဂလာပါခင်ဗျာတန်လင်းခရိုင်တန်လင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်တိုင်းရေးစေဦးစီးဌာနတို့ပူးပေါင်း၍စောင်းရာသီတွင်ဖြစ်ပွားတတ်သောယောဂများအကြောင်းဒီပညာပေးတော်ရှုကိုယနေ့နေ့ကတန်လင်းမြို့ရှိလူထုအခြေပြုဗဟိုဌာနကွန်မြူနီတီစင်တာခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်တောင်ပိုင်းခရိုင်တန်လင်းကွန်မြူနီတီစင်တာခမ်းမ၌ကျန်းမာရေးဝန်ကြီးဌာနတိုင်းရေးစေပညာဦးစီးဌာနနှင့်ပူးပေါင်း၍ဆောင်းရာသီတွင်ဖြစ်တတ်သောယောဂများအကြောင်းသိကောင်းစရာတော်ရှိုးအစီအစဉ်ပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ဆရာမရဲ့ဓာတုနဲ့အမည်လေးကိုဝေဆက်ပေးပါရှင်ဟုတ်ကဲ့ပါဟုတ်ကျွန်မရဲ့နာမည်ကတော့ဒေါ်ဝါလေးဖြစ်ပြီးတော့ကျွန်တော်ရာသီကမြို့နယ်တိုင်းစီမှုဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဆောင်းရာသီတွင်ဖြစ်တတ်သောယောဂများအကြောင်းကိုရှင်းပြပြောကြားပေးပါရှင်ဟုတ်အဓိကတော့ဒီဆောင်းရာသီမှာဆိုလို့ရှိရင်ဘာယောဂတွေအဖြစ်များလဲဆိုလို့ရှိရင်ဒီဝမ်းချုပ်တာရဲ့ချမ်းပြတုံခါဒီဖြစ်တာရဲ့ပြီးလို့ရှိရင်ဒီအာဖေးချောင်းထုတ်ပေါ့နော်အဲ့ဒီယောဂတွေကအများတော့အဖြစ်များကြပါတယ်ရှင်ဟုတ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီဝမ်းချုပ်တာနဲ့ပတ်သက်ပြီးရှင်းပြရမယ်ဆိုလို့ရှိရင်လည်းဒီဝမ်းချုပ်ယောဂဖြစ်တယ်ဆိုလို့ရှိရင်လည်းဒါဒီနက်တိုင်းမှာဆိုလို့ရှိရင်လည်းရေကိုဝအောင်တောက်တာဝအောင်တောက်ရမယ်ပြီးလို့ရှိရင်ဒီအိတ်တာတွေထိုင်နေတယ်ပေါ့နော်ညတာဖို့လိုအပ်ပါတယ်ဘောပုံစံမျိုးတဲ့ဒီထိုင်းနေရမျိုးဘယ်လိုရပါလဲထိုင်းနေကြလို့ရှိရင်ဒီလန်ခလိုင်းကထပ်ပြီးရှောက်ပြရမျိုးအမှန်တော့ဣရိယာပုလေးပေါ့နော်လျောင်းထိုင်ရတော့ဣရိယာပုလေးကညအောင်ပြုလုပ်ပြရပါမယ်ရှင်အဲ့တော့ကျတော့ဒီစီဝန်းလေးရဲ့အဟုန်လေးကိုဒါစီပါနေဆိုတာကဒီကစီးပွားခြင်းလို့ရှိရင်အောင့်ထားနေလို့အဲ့လိုမျိုးဆိုလိုတာပါရှင်နောက်တစ်ခုကကျတော့ဒီဝမ်းချုပ်စာပေါ့နော်ဒီစောင်းဒီမှာဆိုလို့ရှိရင်တော့ဒီကောက်ညင်းပေါင်းနော်အဲ့လိုကောက်ညင်းနဲ့လုပ်တဲ့မုံတွေပေါ့နော်အဲ့ဒါဆိုဝမ်းချုပ်တယ်နော်သမင်းမာလို့အဲ့လိုမျိုးတွေလို့ရှိရင်ဒီစီစီများတဲ့အသားစာတွေပေါ့နော်အဲ့ဒါတွေကိုရှောင်ကျဉ်ပေးရပါမယ်လို့ရှိရင်ဒီကင်မွန်ရွက်တို့ကစုံရွက်တို့ကိုဒီမကြီးမဲ့နဲ့ဒီရှင်ကျူချက်ပြီးတော့လည်းဒီစားတောင်းနိုင်ပါတယ်ဒီတိုင်းစိတ်အနေနဲ့ဆိုလို့ရှိရင်ဒီကျမတို့တန်လင်းမြို့နယ်တိုင်းစိတ်ကူထားရမှာဆိုလို့ရှိရင်ဒီဝမ်းချုပ်တာအတွက်ဝမ်းပျော်စိတ်ရှိပါတယ်PMS 7မုတ်သေးသေးလို့ PMS 12ပါလာသေးလို့နောက်တစ်ခုကကျွန်တော်ဒီ fishing one လုပ်သေးလို့အဲ့လိုမျိုးတွေးထူလာသေးလို့အဲ့လိုမျိုးသေးတယ်ဒီရနိုင်ပါတယ်တကယ်လို့ဝမ်းချုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီသေးတွေကိုမြို့နယ်တိုင်းစိတ်ကူထားရမှာလာပြီးတော့လာရောက်ပြီးတော့တောင်းနိုင်ပါတယ်ရှင်ဒီချမ်းသာတုံဖြားဆိုတဲ့အဖျားကဒီအပြင်ကအေးဘက်ဖွင့်တာပေါ့နော်အေးဘက်ဖွင့်ထားတဲ့အတွက်ခဏကောကဒီတိုင်းစိမ့်မှာလို့ရှိရင်တော့သူကပထဝီအဝတ်တေရောဝါရောအကာတဆိုတော့တက်ကြီး၅ပါးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူကအကာတတက်မရရှိပဲနဲ့အတွင်းမှာအပူငုတ်ရှို့ပြီးတော့ကွေပြောင်းလဲဖြစ်နေတယ်သူကအဖျားမျိုးဖြစ်တဲ့ဒီအကာတဖွင့်တယ်အကာတဖွင့်တယ်ဆိုတာချွေးထက်အောင်လုပ်တာကိုဆိုလိုတာပါဘာတွေနဲ့ကုတပေးနိုင်လဲဆိုလို့ရှိရင်ဒီမျက်မှောက်ရင်းဥပေါ့နော်မျက်မှောက်ရင်းဥတို့ကိုင်းရွက်တို့ကြက်ခိုးဆိုတာကဒီရွာဒီမှာဆိုလို့ရှိရင်တော့ဒီထင်းနဲ့မီးဖို့လိုက်တဲ့အခါမှာအပေါ်မှာလေမီးကိုးလေးတွေအဲ့ဒါလေးတွဲနေအဲ့ဒါလေးဟောကြက်ဖို့လို့ခေါ်ပါတယ်။နောက်နွေးရဲ့ဒီနွေးအဲ့လေမျိုးပေါက်ဆက်ဖော်ဆက်ထားတဲ့ယာဒီဆေးကိုထက်ညက်ပြုတ်ရည်နဲ့ဂျင်းနဲ့ငယ်ထည့်ပြီး၃လုံးကနေ၅လုံးအထိတိုက်ပေးနိုင်ပါတယ်။ဒီနေ့ခင်းမှာဆိုလို့ရှိရင်လည်းအထက်ပိုင်းတော်တော်ကပြောတဲ့ဆေးကိုဒီကိုရက်ပြုတ်ရည်နဲ့ဂျင်းနဲ့ငယ်ထည့်ပြီးတော့တိုက်ပြီးတော့ဒီလေးလုံးရမှာအဝတ်လုံးလုံးပို့ပြီးတော့စောင်းလုံးလုံးစွာခြုံပြီးတော့ချွေးဖြတ်နိုင်ထွက်အောင်ချွေးထုတ်ပြီးတော့လည်းကုသနိုင်ပါတယ်။အဲ့တော့ကျတော့ညနေ9နာရီအချိန်ခန့်မှာဆိုလို့ရှိရင်အထက်ပါရာဒီဆေးကိုတော်တော်ပြောတဲ့ဆေးကိုပြောတယ်နော်အဲ့ဒါလေးကိုစပြုတ်ရည်နဲ့တက်ကျွေးနိုင်ပါတယ်တကယ်လို့အဲ့ဒီဆေးတွေအလွယ်တကူမရနိုင်ဘူးဆိုရင်လည်းဒီကိုရှိနေတဲ့မြို့မှာရှိတဲ့တိုင်းစိတ်ကူဌာနမှာတွားရောက်ပြီးတော့ဒီချမ်းသာတုံရတဲ့ဆေးတွေတောင်းနိုင်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဗာဆေးတွေရလဲဆိုတော့ဒီ PMS 6ပေါ့နော်အဲ့ဒီကဆိုနာနန်းဆေးတို့နောက် PMS 7ဝေးစင်းလေးတို့အဲ့လိုမျိုးဟိုဒီချမ်းသာတုံရတဲ့နိုင်တဲ့ဆေးတွေအမှမြို့တဲ့တိုင်းစိတ်ကူဌာနတွေမှာအများကြီးရှိပါတယ်ရှင်နောက်တဲ့ယောဂတစ်ခုကတော့ဒီနှာဖေးချောင်းဆိုးယောဂပေါ့နော်နှာဖေးချောင်းဆိုးယောဂကတော့ဒီတလုံးကအပြင်ကအေးပြီးတော့ကျတော့ဒီကဟိုဆောင်းရည်မှာဆိုလို့ရှိရင်အေးလေးကဖြစ်များနေပေါ့နော်အဲ့လိုလို့ရှိရင်ဒီနှာဖေးချောင်းဆိုးဖြစ်ပြီးတော့အဖျားမဝင်ရောက်ရတဲ့တလုံးကအဖျားမဝင်ရောက်စေရတဲ့ဒီချမ်းသာတုံပြားမှာတလုံးကဖော်ပြခဲ့ပြီးတဲ့မျက်မှောက်မြင်ကိုရွက်ချက်ကိုနေမင်းပေါ့နော်အဲ့ဆေးလေးမျိုးကိုဖော်ပြပါတလုံးကဖော်ပြထားတဲ့ဒီအချိန်တိုင်းပြောတော့တိုက်သွင်းနိုင်ပါတယ်။ဒါကလို့နှာသေးနေမယ်ဆိုလို့ရှိရင်ဒီနမင်းမုံအစ်စ်ပေါ့နော်။နမင်းမုံစစ်ကိုရေနဲ့စုအောင်ကြိုချက်ပြီးတော့ရေမင်းမိုက်ခံနေတာလို့ရှိရင်လည်းဟိုထွက်လာတဲ့မှွေကိုသူကရှုပေးနိုင်တယ်။ရှုတာလည်းလုပ်ရပါတယ်။အဲ့လို့ရှိရင်ဒီနှာတော်ကိုတရုပ်စီတို့မဟုတ်ရေနဲ့စီလိမ့်ပေးနိုင်ပါတယ်။အဲ့ဆိုရင်နှာပိတ်တာတွေပါသူကတက်တာတယ်။အဲ့တော့ကနှာတော်ကိုနော်တိုင်းစိတ်မှာဖြစ်စေတက်ထုတ်မျိုးလေးအဲ့လိုထိုးပေးနိုင်ပါတယ်။အဲ့တော့ကကျတော့ဒီမကြီးမဲ့ရှိပေးတာပေါ့နော်။စားလေးပေးတာနဲ့ရေရဟင်းသားသုံးနဲ့သုံးဖြော်ပြီးတော့မချခဏအဲ့လိုရှိပြီးနိုင်ပါတယ်အဲ့လိုရှိရင်ဒီနှာခေါင်းထဲမှာပိတ်နေတဲ့ပုတ်တွေကကြာနေမှာရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုလိုရှင်းပြီးဆရာမတို့ထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျွန်မလည်းကျေးဇူးတင်ပါတယ်ရှင်ယခုပေးဖို့တော့တရင်ဗီဒီယိုအားတန်လင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတပုံကျွမ်းကျင်နှင့်